ဂျပန်ရမြန်မာများအတွက်ကောဂျပန်သွားဖို့ကြိုးစားနေတဲ့မောင်ငယ်ညီမငယ်အတွက်ကောအကြောင်းနဲ့ပဲဖြစ်ဖြစ်အလုပ်နဲ့ပဲဖြစ်ဖြစ် COE မရသေးလို့စောင့်မျှော်နေတဲ့မောင်ငယ်ညီမငယ်တွေအတွက်ကိုတည်င်းကောင်းပါအဲ့ဒါဘာလဲဆိုလို့ရှိရင်ဂျပန်တော့ကြိုးစားနေတာပဲဖြစ်ဖြစ်ဂျပန်မှာရောက်ပြီးတော့မှနမ်းမင်းဗီဇာလေးခလုံးခွင့်ဗီဇာတို့ဒီနိုင်ငံရေးခလုံးဖို့အတွက်ဗီဇာလျှောက်ထားတဲ့လူတွေအတွက်ကိုလည်းတည်င်းကောင်းပါစုံတဲ့ချစ်ကြည့်ပေးကြပါပေါ့နော်ပြီးတော့ဂျပန်တည်င်းနေနဲ့ပတ်သက်ပြီးမှဒီလွတ်တော်မှာဘာတွေပြောနေလဲဆိုတာသိချင်တယ်ဆိုလို့ရှိရင်အပေါင်းနဲ့နှိပ်ပြီးတော့ကြပါအခင်းနာနာအကောင့်လေးတင်ပေးပါမယ်ပြီးတော့သူများလည်းမြင်စေချင်တယ်ဆိုရင်မြားလေးကိုနှိပ်ပေးခဲ့ကြပါအဲ့ဒါဘာလဲဆိုလို့ရှိရင်မနေ့ညမှာသူတို့ရဲ့ဂျပန်ဒီအစိုးရအသစ်ဖွဲ့စည်းထားပြီးတဲ့နောက်မှာလွတ်တော်မှာဆွေးနွေးနေကြတာပါတစ်ဖက်ကအတိုက်ခံပါတီကနေမေးပါတယ်ဂျပန်နိုင်ငံမှာသူတို့0 plan တွေတော့ overstay 0 plan illegal နေထိုင်တဲ့လူတွေတရားမဝင်နေထိုင်တဲ့လူတွေလုံးဝမရှိစေရပပျောက်ရေးဆိုတဲ့ဒီမှန်ချက်နဲ့သူတို့လူတွေကိုပြည်နေတံပေးနေပါတယ်သူတို့လိုက်ဖမ်းပြီးတော့ပြည်နေတံပေးနေပါတယ်အဲ့တဲ့တဲ့နဲ့ပတ်သက်ပြီးကျွန်မအကောင့်မှာတင်ခဲ့ပြီးပါပြီစိတ်ဝင်စားတဲ့သူများကျွန်မအကောင့်ထဲကိုကျွန်မရဲ့ wall ထဲကိုဝင်ကြည့်ကြပါဒါတရားမဝင်နေထိုင်တဲ့ overstay ပေါ့နော် illegal နေတဲ့လူတွေကိုတဲ့ပြည်နေတံပေးနေတာနဲ့ပတ်သက်ပြီးတော့မှတဲ့အခုလက်ရှိနေထိုင်ခွင့် visa လီယူဂါကူဆဲတွေလည်းပါတယ်ကျောင်းသား visa တွေလည်းပါတယ်တရားဝင်နေထိုင်မဲ့ visa ရဲ့ process တွေကိုပြီးတော့ဒီနမ်းမင်းလျှောက်ထားတဲ့ဒုက္ခတဲ့နိုင်ငံရေးခုံလုံးခွင့်နဲ့ကိုယ်နိုင်ငံမှာလုံခြုံတော့လို့နေလို့မရတဲ့အနေအထားနဲ့ဗီဇာလျှောက်ထားတဲ့လူတွေရဲ့စစ်စစ်ချက်အခြေခံခီဂျွန်းပေါ့နော်ခီဂျွန်းဆိုတဲ့ဟာကအခြေခံအချက်လက်တွေအကုန်လုံးကိုလည်းသူတို့ပြန်ပြင်ဆင်သတ်မှတ်ဖို့ရှိလားတဲ့အဲ့လိုမေးတဲ့ခါမှာအခုတရားရေးရာဝန်ကြီးကနေပြန်ဖြေလိုက်ပါတယ်အဲ့ဒါကတော့အဆဆုံးတော့မေးခွန်းကောက်တည်းရနော် answer your question မှာသူကမေးခွန်းပြန်ပြောတယ်အမဝင်နေထိုင်ပြီးတော့မှ illegal overstay နေတဲ့လူတွေကိုပြည်နေတံပေးနေတာနှိမ်နှင်းနေတာနဲ့ပတ်သက်ပြီးမှလက်ရှိတရားဝင် visa လျှောက်ထားတဲ့လူကိုစစ်တာနဲ့ပတ်သက်ပြီးမှရောပြီးနိုင်ငံရေးခိုလုံခွင့်ဝင်စားလည်းနမ်းမင်းပေါ့နော်ဒုက္ခတဲ့ခိုလုံခွင့်ဝင်စားတွေကိုတဲ့သူတို့ဖြည့်ဆွတ်တဲ့ထဲမှာတဲ့ဘာမှအချက်မှပြောင်းထားတာမရှိဘူးပို့ပြီးတိုးမြင့်ပြီးတော့မှကြက်တိထားတာမလုပ်ထားဘူးပေါ့မလုပ်ဘူးပေါ့ငကိုအတိုင်းပဲအရင်အတိုင်းပဲပြီးရင်ចောင်းသားတွေလည်းအရင်တော့COE လျှောက်ထားတဲ့အတိုင်းပဲပေါ့နော်အဲ့ဒီစစ်စစ်မှုပုံစံနဲ့ပဲပြီးရင်နိုင်ငံရေးခိုလုံခွင့်ဗီဇာတွေကိုလည်းအရင်အတိုင်းပဲပြီးဒုက္ခတွေလျှောက်ထားတဲ့ဗီဇာတွေကိုလည်းအရင်အတိုင်းပဲသူတို့စစ်စစ်ပြီးတော့မှပေးတော့မှဖြစ်တယ်လို့ပြောတော့ပါတယ်အဲ့လေးကို share လုပ်ချင်ဖြစ်ပါတယ်လွတ်တော်မှာဘာတွေပြောနေလဲဆိုတဲ့ဟာကိုတည်င်းနေတက်လာရင်ကျွန်မပြန်တည်ပေးပါမယ်အားလုံးပဲဆင်ပြေကြပါစေ bye bye